အားလုံးမင်္ဂလာပါအားလုံး gaming ကနေပြန်လဲကြိုးဆိုလိုက်ပါရဗျ Mobile Legends နဲ့ Naruto ဖန်နေကြမှာအရန်ကို hype ဖြစ်ရတဲ့ event တစ်ခုဖြစ်တဲ့ event ကတော့နောက်လာထဲမှာ original server တရားဝင်ရောက်လာတော့မှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ Naruto event မှာဘာတွေထူးခြားလာမလဲဘာအသစ်တွေပါလာမလဲဆိုတာကိုကျွန်တော်တို့အတူတူကြည့်လိုက်ရအောင်ဗျနံပါတ်1 loading screen Naruto event လာတဲ့အခါမှာ game နဲ့ဝင်ချင်းမှာပေါ်လာမဲ့ loading screen ကတော့ Naruto, Sasuke, Sakura, Kakashi, Gaara ပါတဲ့ပုံကိုမြင်ရမှာဖြစ်ပါတယ်။ skin တွေနဲ့ကတော့ Lucas က Naruto skin, Tsuyu က Sasuke skin, Hayabusa Kakashi skin နဲ့အခုရာသီမှာအသစ်ဆက်ဆက်ထွက်ထားတဲ့ hero သစ်ဖြစ်တဲ့ Claire ကတော့ Sakura skin တွေနဲ့လာမှာဖြစ်ပါတယ်။ဒါအပြင် test တွေလုပ်ပြီးရင် V ရဲ့ Gaara skin ကို free ရနိုင်မဲ့ပြင်လောကလည်း Madara skin တွေနဲ့လာမှာဖြစ်ပါတယ်။နံပါတ်2 user interface ဂိမ်းနဲ့ရောက်တာနဲ့ main interface မှာတော့ Lucas ရဲ့ skin ဖြစ်တဲ့ Naruto ကိုပြူးပြူးကြီးတွေ့ရမှာဖြစ်ပါတယ်။ Mobile Legends ကဒီလို hero model တွေကိုရှေ့ထုတ်ပြတာကိုလီလာနေစခဲ့ပြီးတော့ဘယ် event skin ကိုမှအခုလိုရှေ့ထုတ်မထားပေမဲ့ Naruto event မှာတော့ main interface မှာသူ့ရဲ့ skin ကြီးပုံနေအောင်ထုတ်ထားပါတယ်။ Naruto ရဲ့နောက်ခံကတော့ Konoha ရွာအောင်နောက်ခံထားရပါတယ်။နံပါတ်3 theme song နောက်တစ်ခုကတော့ဂိမ်းနဲ့ဝင်တာနဲ့ Naruto main theme တီးလုံးကိုထည့်သွင်းထားတာဖြစ်ပါတယ်ဒီတီးလုံးကတော့ Naruto ဖန်နေကြားမှာအရန်ကိုအမှတ်ရစေမဲ့တီးလုံးဖြစ်ပြီးတော့ Mobile Legends ကတော့လက်ရှိ Ninja Legends လို့နာမည်ပေးထားပါတယ်နံပါတ်4 lobby themeနောက်ကျွန်တော်တို့ game ကစားပွဲတွေရှာတဲ့ lobby အခြေအနေမှာလည်းအခုလို theme လေးနဲ့လှုပ်ထားပြီးတော့ကစားပွဲရှာတွေ့ရင်လည်းအခုလိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ theme ရဲ့နောက်ခံကတော့ The Valley of the End ဆိုတဲ့နေရာကိုတွေ့ရမှာဖြစ်ပြီးတော့ Hashiyama နဲ့ Madara ရုပ်ထုတွေရှိတဲ့နေရာဖြစ်သလို Naruto နဲ့ Sasuke တို့ချခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ဒါလေးကိုလည်းတော်တော်လေးအသေးစိတ်လှုပ်ထားပေးပါတယ်။နံပါတ်5 Naruto map နောက်ပြောင်းလဲလာမယ့်အချက်ကတော့ Naruto theme map ပဲဖြစ်ပါတယ်။ဒီmapဟာတော့ Naruto event လာနေတော့မှအချိန်ကန့်သက်နဲ့လာမှာဖြစ်ပြီးတော့ Mobile Legends ကတော့ Ninja Battlefield လို့နာမည်ပေးထားပါတယ်။အဲ့တော့ map အသစ်ထဲမှာကျွန်တော်တို့လိုက်ကြည့်လိုက်ရအောင်ဗျ။မြေပုံကြည့်တဲ့အခါမှာဆက်စချင်းမှာ Naruto theme အိမ်လေးတွေကိုတွေ့ရမှာဖြစ်သလို Ninja ကျောင်းတော်ရဲ့တစ်စိတ်ကိုလည်းအသေးစိတ်ဖန်တီးပေးထားပါတယ်။နောက်ဘေးကချန်စီရိုးရဲ့ပြီးရင် Ramen Ichiraku ဆိုတဲ့ Naruto တို့ကြိတ်တဲ့ Ramen ခောက်ဆွဲဆိုင်ဆိုင်းဘုတ်ကိုလည်းအလှဆင်ဖန်တီးပေးထားပါတယ်။နောက်တောလေးကိုဝင်ကြည့်မယ်ဆိုရင်တောကောင်လေးရဲ့ဘေးမှာ Ninja စက်ကြလေးတွေဘက်ဖြဲကြောက်တောင်လည်းဖပြုတ်တွေနဲ့တေချာလေးဖန်တီးပေးတာကိုတွေ့ရပါမယ်။အပေါ်လမ်းမှာတော့မျိုးပေါ်ခေါ်ဆိုတဲ့တောင်ကဖပြုတ်ရေတကွန်ရဲ့ကြောက်တောင်အလွန်ကြည့်မယ်ဆိုရင်ရွာကြီးကိုတွေ့ရမှာဖြစ်ပါတယ်။အောက်ဖက်မှာတော့ Hashiyama နဲ့ Madara တို့ရုပ်ထုတွေရှိတဲ့အထင်ကြီးနေရာတစ်ခုကိုထည့်သွင်းထားပြီးတော့အဲ့ဒီရုပ်ထုကြားမှာလည်းရေတကွန်လည်းအသေးစိတ်ဖန်တီးထားတာကိုတွေ့ရပါမယ်။အဲ့တော့ဗျာဒီလိုအသေးစိတ်ဖန်တီးပေးထားတဲ့ဒီမက်ကို Mobile Legends player Naruto ဖန်နေနေနဲ့ကတော့တော်တော်လေးကိုသဘောကျမှသိကြပါတယ်။နံပါတ်6 Law နဲ့ Minion နောက်တစ်ခုကတော့ Naruto map ကိုကသုံးထားမယ်ဆိုရင်တော့ Law ကလည်းဒီဇိုင်းအသစ်အနေနဲ့ Madara ကြီးကို Law အနေနဲ့တွေ့ရမှာဖြစ်တယ်လို့ Minion တွေကိုလည်း Ninja တွေအနေနဲ့မြင်တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ထွက်တာနဲ့ဒီ map နဲ့ဆော့သင့်ပါတယ်။ပိုပြီးကောင်းတဲ့ experience ရဖို့ကတော့ graphic setting မှာ Ultra ထားပြီးဆိုရင်တော်တော်လေးမိုက်တဲ့ခန်းစားချက်ကိုရမှာပါ။ကဲအသစ်လာတာလည်းပြောပြီးပြီဆိုတော့ event အကြောင်းသွားလိုက်ရအောင်ဗျာ။နံပါတ်9 main event main event ကတော့ April 25 ရက်နေ့လောက်မှာလာမှာဖြစ်ပြီးတော့ free token ဂုံးစင် event ကတော့ phase 1နဲ့ phase 2ဆိုပြီးတော့နှစ်ကြိမ်လာမယ်လို့သိရပါတယ်။အဲ့တော့ဗျာ Naruto fan တွေအနေနဲ့ကတော့အခုတွေက weekly pass တွေကြိုစုထားကြပါဗျာ။ event လှည့်ပြီးတော့ coin 1200နဲ့လဲလို့ရမယ့် skin တွေထဲမှာတော့ Lucas က Naruto skin, Tsuyu က Sasuke skin, Hayabusa Kakashi skin နဲ့အခုရာသီမှာအသစ်ဆက်ဆက်ထွက်ထားတဲ့ hero သစ် Claire ကတော့ Sakura skin တွေနဲ့လာမှာဖြစ်ပါတယ်။ coin နဲ့လဲလို့ရတဲ့ event တွေရဲ့ထုံးစံတိုင်းနေ့တိုင်းတစ်ခါစီလှည့်မယ်ဆိုရင်တော့90% off ရမှာတွေ token လာမှာတွေကတော့အကုန်လုံးတူတူပါပဲဘာမှထူထူပြောင်းလဲတာမရှိပါဘူးနံပါတ်8 V Gaara skin event ခွဲတွေအနေနဲ့ကတော့ V ရဲ့ Gaara skin ကိုနေ့စဉ် test တွေလုပ်ရင်းနဲ့ free ယူနိုင်မဲ့ event တစ်ခုလည်းပါပါတယ် test တွေကတိတ်ခတ်မှာမဟုတ်ပေမဲ့တေချာလေးစော့ပေးမှာ skin ကိုရမှာဖြစ်ပါတယ်
Gara Skin ကိုရဖို့အတွက် Madara Challenge ကိုလည်းလုပ်ရမှာဖြစ်ပါတယ်။ Madara Challenge မှာတော့ clan ၄ခုတွေကကိုကြိုက်တဲ့ clan တစ်ခုကိုရွေးပြီးတော့ test တွေလုပ်ရမှာပါနံပါတ်9 Stage 2နောက် event တစ်ခုကတော့အလှပလေးတွေကြိုက်တဲ့ border တွေအတွက် Kama Kishi ရုပ်ထုတွေ Naruto loading effect နဲ့ Sasuke loading effect တွေလှည့်လို့ရမယ့် event တစ်ခုပါပါတယ်နံပါတ်10 free emote နောက်အပုတ်ပါလာတာကတော့ mini game လေးတွေစော့ရင်နဲ့ Naruto emote လေးတွေယူရမယ့် event ဖြစ်ပါတယ်ဒီ mini game လေးတွေကစားပြီးတော့ emote တွေ effect တွေရယူနိုင်မှာပဲဖြစ်ပါတယ်နံပါတ်7 Ninja Academy နောက်ဆုံး Naruto နဲ့ဆိုင်တဲ့အမေးဖြေအစီအစဉ်လေးပါမှာဖြစ်ပါတယ်အဲ့နေပြီးတော့ကျွန်တော်တို့ကလက်ဆောင်တွေလည်းရနိုင်မှာပါကဲအဲ့တော့ Naruto event အကြောင်းကတော့ဒီလောက်ပါပဲလက်ရှိပြောနေတာတွေအကုန်လုံးကကျွန်တော်စမ်းသပ်သမျှကိုပြန်ပြီးတော့မျှဝေတာဖြစ်ပြီးတော့တကယ် event လာရင်တော့စီကန်းတွေကနည်းနည်းလေးကွာခြားနိုင်ပါတယ်ဘော်ရရော Naruto event ကိုဘယ်လိုထင်လဲသဘောကျလားသဘောမကျဘူးလားဆိုတော့ comment မှာမျှဝေပေးကြပါအောင်ခင်ဗျာအဆုံးထိကြည့်ပြီးတဲ့ဘော်ရတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ